တလားကြပြီးရဲ့နောက်မှာတော့ဂွန်ကအကောင်းတိုင်းပြန်ဖြစ်သွားတာကြောင့်ပုံမှန်ဆို၄လလောက်မှပြန်ကောင်းရမှာကိုတလားတွင်းပြန်ကောင်းလာတာမလို့ကီလူကလည်းမင်းကဘာသာနဲ့ထူထားတာလဲလို့မေးလိုက်ပါတယ်ကီလူကဂွန်အခန်းကိုလာတာကသတင်းထူးတစ်ခုပြောစရာရှိလို့ဖြစ်ပြီးအဲ့ဒါကဟီဆိုကာရဲ့တိုက်ပွဲရှိတာကြောင့်ပြိုင်ပွဲလက်မှတ်တွေပါယူလာခဲ့ပါတယ်လက်မှတ်တွေကရှားပါဖြစ်ပေမဲ့သူတို့က200ထက်ကပြိုင်ပွဲဝင်နေဖြစ်တာကြောင့်အေးဆေးဝယ်ယူလို့ရတာဖြစ်ပြီးဂွန်အနားယူနေတဲ့အချိန်မှာစုံစမ်းထားတဲ့ဟီဆိုကာအကြောင်းတွေကိုပြောပြပါတယ်ဟီဆိုကာက10ပွဲနိုင်3ပွဲရှုံးဆန်ချိန်ရှိပြီး6ပွဲအလဲထိုးနိုင်တဲ့ပွဲတွေမှာပြိုင်ဘက်တွေအကုန်တေကုန်တယ်လို့ဂွန်ကိုပြောပြလိုက်တော့ဂွန်ကဟီဆိုကာ3ပွဲရှုံးခဲ့တာပဲလို့ပြန်ပြောလိုက်တယ်ဒါနဲ့ကီလူကလည်းအဲ့3ပွဲကဟီဆိုကာကပြိုင်ပွဲကိုမလာလို့ရှုံးတာဖြစ်ပြီးတကယ်တိုင်ဟီဆိုကာကရှုံးမှာမဟုတ်ဘူးလို့ပြောပြီးဟီဆိုကာကဖလိုမာဆာတယောက်နီးနီးတန်းပါတယ်လို့ဂွန်ကိုရှင်းပြလိုက်တယ်အဲ့နောက်ဟီဆိုကာရဲ့ပွဲကိုကြည့်ဖို့သွားနေရင်ဟီဆိုကာရဲ့ပြိုင်ဘက်ကကတ်စထရိုလို့ခေါ်တဲ့သူဖြစ်ပြီးသူကဟီဆိုကာကိုလွန်ခဲ့တဲ့နှစ်ကပြိုင်ပွဲမှာအမှတ်3မှတ်ယူနိုင်တဲ့တဦးသီးသောသူဖြစ်တာကြောင့်ဒီပွဲမှာဟီဆိုကာရဲ့တိုက်ခိုက်ပုံတွေကိုလေ့လာရမယ်လို့ဂွန်ကိုပြောပြနေပါတယ်ဂွန်ကတော့ဝင်းကိုဂတိပေးထားတာကြောင့်ပြိုင်ပွဲကိုကြည့်လို့အဆင်ပြေပါမလားစိုးရိမ်နေပေမဲ့ကီလူဝါကတော့ပြိုင်ပွဲကြည့်ရုံပဲမလို့အဆင်ပြေတာပေါ့လို့ပြောနေတော့ဝင်းနဲ့တက်တိုးပါတော့တယ်ဝင်းကတော့မကြည့်ရဘူးလို့ပြောလိုက်ပြီးဂွန်ရဲ့လက်မောင်ပြန်ကောင်းသွားတာကိုလည်းအံ့ဩသွားပါတယ်ကီလူဝါကလည်းဂွန်လက်ကပြန်ကောင်းသွားပြီမလို့ကြည့်ခွင့်ပေးဖို့ပြောပေမဲ့ဝင်းကဂွန်ကိုကြံတလားကိုလည်းတန်ကိုပဲလေ့ကျင့်ဖို့ပြောပြီးထွက်သွားပါတယ်ဝင်းကထွက်သွားရင်ဂွန်နဲ့ကီလူဝါကိုလှမ်းအကဲခတ်ပြီးဂွန်ကသူခွင့်ပြုပေးထားတဲ့အတိုင်းတနေ့တစ်ချိန်ပဲတန်ကိုလေ့ကျင့်ထားတာကိုဂွန်ရဲ့နံစီစဉ်တာကိုကြည့်ရင်ဂွန်ကဂတိတီတာပဲလို့တွေးနေမိပါတယ်ကီလူဝါကတော့ပြိုင်ပွဲကိုသွားကြည့်နေချိန်ဂွန်ကတော့ဝင်းကိုပေးထားတဲ့ဂတိတိုင်း TV ကလိုက်လွှင့်ပြနေတာတော့မကြည့်ပဲစိတ်ကိုချုပ်ထိန်ထားခဲ့ပါတယ်ပြိုင်ပွဲမစခင်မှာကြီးညာသူကအရင်နှစ်ကပြိုင်ပွဲမှာကတ်စထရိုက9ပွဲနိုင်ပြီးဟီဆိုကာကိုရှုံးသွားတာကြောင့်ဖလိုမာဆာကိုစိန်ခေါ်လို့ရမယ့်အခွင့်အရေးကိုဆုံးရှုံးခဲ့ရတာမလို့အခုလက်စားချိန်ကိုပြန်စိန်ခေါ်ထားတာဖြစ်ကြောင်းပြောပြနေပါတယ်ကီလူဝါကတော့ကတ်စထရိုကိုယောက်ျားဆန်ဆန်နဲ့ကြမ်းကြမ်းတမ်းတမ်းပုံဖြစ်မှထင်ထားပေမဲ့နူးညံ့တဲ့ပုံစံဖြစ်နေတာကြောင့်အနေငယ်စိတ်ပြတ်သွားပြီးကတ်စထရိုအင်တာဗျူးဖြေချိန်မှာယုံကြည်မှုအပြည့်နဲ့ဖြစ်နေတာကိုတွေ့တော့စိတ်ဝင်စားသွားပါတယ်ဒါကြောင့်ကတ်စထရိုကိုသွားလေ့လာကြည့်ဖို့ခိုးဝင်သွားပြီးဇက်ဆုနဲ့တီရှိမှုကိုဖျောက်လို့အခမ်းအနားကကြည့်လိုက်တော့ထိုင်နေတဲ့ကတ်စထရိုကိုတွေ့လိုက်ရတယ်အဲ့ချိန်မှာပဲအနောက်ကနေကတ်စထရိုပေါ်လာပြီးဘာကိစ္စရှိလို့လဲမေးလိုက်တော့ကီလူကလည်းသူမျက်စိတောင်မလွှဲပဲကြည့်နေတော့သူ့နောက်ကိုဘလို့ရောက်လာတာလဲလို့အံ့ဩသွားပါတယ်အမှတ်တရလက်မှတ်လေးလိုချင်လို့ဆိုပြီး for shot လုပ်ပေမဲ့ကတ်စထရိုက200အထက်ကပြိုင်ဘက်တိုင်းကိုအမြဲလေးလာနေတာမို့ဂွန်နဲ့ကီလူကိုသိနေပြီးထောင်လန်းဖို့လာမလားလို့ဒဲမေးချလိုက်ပါတယ်ကီလူကလည်းအနီးကမြင်မှုချင်းရုံပဲပြောလိုက်တော့ကတ်စထရိုလည်းအခုဘလို့ထင်လဲလို့မေးလိုက်ပါတယ်ခုနကစကေးကိုမြင်ပြီးထက်ကအထင်ကြီးသွားတဲ့ကီလူကတော့အရန်တော်တယ်လို့ပြောလိုက်ပြီးကတ်စထရိုကကီလူကိုမင်းတီထက်ကိုလာတဲ့ကဇက်ဆုကိုတုံးထားတင်တာဖြစ်ပြီးအနားရောက်မှတုံးလိုက်တာကြောင့်မင်းလောက်တန်မာတဲ့သူရုပ်တက်ပြောက်သွားတာကြောင့်တတိထားမိသွားတာလို့ပြောလိုက်တယ်အဲ့နောက်ကီလူကခုနကလှုပ်သွားတဲ့အကွက်ကဘလို့လှုပ်သွားတာလဲမေးပေမဲ့ကတ်စထရိုကတော့မင်းနဲ့လည်းပြိုင်ပွဲမှာတွေးနိုင်တာမလို့လှုပ်ဝက်ချက်ကိုမပြောနိုင်ဘူးလို့ပြောလိုက်ပါတယ်ကီလူကတော့သူကဒီမှာဆက်ပြိုင်မှုစိတ်ဝင်စားဖို့ for လိုက်ပေမဲ့ကီလူရဲ့အချိန်ဝါကိုမြင်နေရတဲ့ကတ်စထရိုကတိတာမလို့ပြိုင်ပွဲမှာစောင့်နေမယ်လို့ပြောပြီးအခန်းထဲကိုပြန်ဝင်သွားပါတယ်ဒီလိုနဲ့ပြိုင်ပွဲစချိန်မှာတော့ကတ်စထရိုကချက်ချင်းပြေးတိုက်ခိုက်တာကိုဟီဆိုကာကရှောင်လိုက်ပေမဲ့ကတ်စထရိုရဲ့လက်တီးချက်ကဟီဆိုကာကိုထိသွားပြီးပွဲစဉ်ကကြည့်နေတဲ့ကီလူကလည်းဘလို့ထိသွားမှန်းတော့မသိတာမလို့အံ့ဩနေပါတယ်ကတ်စထရိုကတော့သူအရင်နှစ်ကလို့မဟုတ်တော့တာကြောင့်အတီတိုက်ဖို့ပြောနေပြီးဟီဆိုကာကတော့မင်းကအတီတိုက်ခိုက်ဖို့ထိုက်နိုင်ရင်တော့တိုက်မှာပေါ့လို့သာပြောလိုက်တယ်ဒါနဲ့ကတ်စထရိုလည်းနောက်တစ်ခါထပ်တိုက်ခိုက်ချိန်မှာတော့ပထမတစ်ခါလိုပဲဟီဆိုကာကလက်ကိုတေချာကြည့်ပြီးရှောင်လိုက်ပေမဲ့ထပ်ထိသွားပါတယ်အဲ့နောက်ကတ်စထရိုကဖိအားပေးပြီးလိုက်တိုက်ခိုက်နေပြီးဟီဆိုကာကတော့ကတ်စထရိုရဲ့လှုပ်ဝက်ချက်ကိုမသိသေးတာမလို့ရှောင်ဖို့သာကြိုးစားနေပါတယ်ဒါပေမဲ့ကတ်စထရိုကရှေ့ကနေကန်ဖို့လှုပ်လိုက်တာမလို့ဟီဆိုကာကလက်နဲ့ကာလိုက်ချိန်နောက်ကနေကတ်စထရိုပေါ်လာပြီးခေါင်းကိုဖြတ်ကန်လိုက်တာကြောင့်ဟီဆိုကာလဲကျသွားပါတယ်ကတ်စထရိုကလဲကျနေတဲ့ဟီဆိုကာကိုအတိမတိုက်ခိုက်ပဲတေးချင်နေတာလားပြောနေပြီးဒိုင်ကဟီဆိုကာကိုဆက်တိုက်ခိုက်နိုင်သေးလားမေးလိုက်တော့ဟီဆိုကာလည်းအပြုံးမပြတ်ပဲပြုံးပြလိုက်ပါတယ်အဲ့နောက်ပြန်ထားလာပြီးမင်းရဲ့စွမ်းကကိုပြောက်တာလားမဟုတ်သေးဘူးတခုခုလွဲနေသေးတယ်ဆိုပြီးပြောနေတဲ့ချိန်ကတ်စထရိုကတော့မင်းသားလိုက်မှာမဟုတ်ပါဘူးနောက်တစ်ချိန်မင်းရဲ့လက်မောင်းကိုတိုက်ခိုက်မယ်လို့ပါပြောလိုက်တယ်အဲ့နောက်ကတ်စထရိုရဲ့အဓိကတိုက်ခွက်ကိုထုတ်လိုက်ပြီးတိုက်ခိုက်ဖို့ပြေးသွားပေမဲ့ဟီဆိုကာကမခုခံပဲသူ့လက်ကိုတောင်ထိုးပေးထားလိုက်ပါတယ်ကတ်စထရိုကတော့ထိုးပေးထားတဲ့လက်ကိုထောင်ချောက်ထင်တာကြောင့်ဟီဆိုကာရဲ့အနောက်ကိုခုံလိုက်ပြီးညာဘက်လက်ကိုဖျက်ပစ်လိုက်ပါတယ်အဲ့နောက်ဟီဆိုကာကိုမင်းစီစဉ်တဲ့အတိုင်းလုံးဝမထင်နဲ့ပြောလိုက်တော့ဟီဆိုကာကဒါလည်းအစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ပြန်ပြောလိုက်တာကြောင့်ကတ်စထရိုလည်းဟီဆိုကာကိုအဝေးလွတ်သွားအောင်ရိုက်ချလိုက်ပါတယ်ပရိသတ်တွေကတော့ဟီဆိုကာဒီလိုရုန်းကန်နေရတာကိုတခါမှမမြင်ဘူးလို့အံ့ဩနေပြီးဟီဆိုကာကတော့ကတ်စထရိုရဲ့လှုပ်ဝက်ချက်ကနှစ်ကိုခွဲတာကိုဖော်ထုတ်နိုင်သွားပါတယ်ကတ်စထရိုလည်းဟုတ်တယ်လို့ပြောလိုက်ပြီးနှစ်ကိုခွဲပြလိုက်တော့မှပွဲကြီးစင်ကကြည့်နေတဲ့ကီလူကလည်းအစောကရှောင်လိုက်တဲ့တိုက်ခိုက်မှုတွေကဘလို့ထိလဲဆိုတာကိုသဘောပေါက်သွားတော့တယ်နှစ်ကိုခွဲတဲ့ညီကိုဒေါ်ဘက်ကန်ကလို့ခေါ်ပြီးကတ်စထရိုကအိုက်ဆွမ်းရည်ကိုလေ့ကျင့်ပြီးမှထိန်းချုပ်နိုင်ခဲ့တာလို့ဝင်းက live ကိုကြည့်ရင်းနဲ့သူရှိကိုရှင်းပြနေပါတယ်ဟီဆိုကာကသူ့လက်ကိုဖျက်ဖို့ထုတ်ပေးထားတော့ကကတ်စထရိုကတိုက်ခိုက်ဖို့လုပ်နေတော့ရှေ့ကနေပြောင်းမသွားခင်အနောက်မှာကတ်စထရိုရဲ့တီရှိမှုကိုခံစားလိုက်ရတာကြောင့်အတုကိုရှေ့မှာထားခဲ့ပြီးအနောက်ကိုအစ်စ်ရောက်လာတာမလို့နှစ်ကိုခွဲလိုက်တယ်ဆိုတာကိုသိသွားတယ်လို့ပြောလိုက်ပါတယ်ကတ်စထရိုကသူ့ရဲ့အတုရိတ်ထဲမှာပုံနေပြီးအတုကိုတိုက်ခိုက်ပြီးဆိုမှစစ်ကဝင်တိုက်တယ်လို့ရှင်းပြလိုက်တော့မှကီလူကလည်းကတ်စထရိုကအိုက်ဝယုံကြီးတကားကားကိုလှည့်ခွက်လုပ်ပြီးပုံဖို့လုပ်ထားတာကိုနားလည်သွားတယ်ကတ်စထရိုလည်းသူ့ရဲ့အဓိကတိုက်ခွက်ကိုထုတ်လိုက်ပြီးဒီတစ်ခါလဲကြံနေတဲ့လက်မောင်းကိုတိုက်ခိုက်မယ်ပြောလိုက်တာကြောင့်ဟီဆိုကလည်းလုံကြည့်လိုက်လေနည်းနည်းတော့အတီတိုက်ခိုက်ချင်လာပြီလို့ပြောလိုက်ပါတယ်